ဒီရမှာညီလေးဘာဖြစ်လို့ရောက်လာလဲနော်ညီလေးပြေးရကျွန်တော်ဒီစစ်တပ်ထဲမှာနေရလူမကိုအစင်းနေပြီအဲ့ဒါနောက်ပြီးတော့စင်းတော့ဒီဟိုလာကိုဒီကုလူလေးအခွဲလို့နဲ့ဟိုရန်လူလို့ထင်နေတာနောက်ပြီးတော့တကယ်တော့ကျွန်တော်တို့နေတဲ့တက်ကဟိုအလင်းလို့ထင်အလင်းမှနေခဲ့တယ်လို့ထင်နေတာဒါပေမဲ့ဘုံကတလေးကြီးဖြစ်နေတယ်ပြောနေလို့နဲ့အဲဒါအခုကကုလူလေးတို့ခွဲနေကျွန်တော်လက်နဲ့စားပြီးတော့ဒီအလင်းဝင်နေတာအခုတော့နော်ညီလေးအရင်တို့ကဘယ်လိုပြောလဲဆိုရင်အမောင်ထဲမှာနေရတယ်နော်ဟုတ်အခုကိုဒီကော်ဖီလေးအမေနော်ချာကချော့တမဟာဘူအကွီဂျီကိုရောက်လာတော့အလေးထဲမှာရောက်လာပြီနော်ဟုတ်အဲ့ဒါကြောင့်မို့ညီလေးအတွက်နော်ညီလေးတယောက်တည်းအတွက်ကောင်းကောင်းမွန်မွန်တမမှုကြည့်ချပေးမယ်ပြီးတော့အရင်တို့ကဘာဖြစ်လဲဆိုရင်ညီလေးနဲ့ကျွန်တော်တို့နဲ့ဆိုရာသူနော်ရာသူအခုကိုညီလေးနဲ့ကျွန်တော်တို့ကိုရာသူမဟုတ်ဘူးနော်အခုနော်ဘာဖြစ်လဲဆိုရင်ညီလေးဘဝကိုနော်ညီလေးပြောလွဲနေပြီနော်ဘာဖြစ်လဲဆိုရင်တကယ်ညီလေးတို့နော်နေကြမှာနေမယ်ဆိုရင်တောင်းတမှာနေရမယ်ဆိုရင်ညီလေးတို့အတွက်မဟုတ်ဘူးနော်လူကြီးတွေကလိုက်ထိုင်ထဲမှာထိုင်တဲ့လူကြီးအတွက်ညီလေးတို့လှုပ်ပေးတယ်နော်ဟုတ်ပါပြီးတော့အသင်ခါတဲ့လူငယ်တွေလည်းလူကြီးတို့အတွက်ပဲအသင်ခါတယ်နော်ဟုတ်ပါအခုတော့ညီလေးတယောက်တည်းတော့အသင်မခါရပြီနော်ညီလေးဘဝနော်မိသားစုနဲ့အမေနဲ့ညီကိုမော်ရမတွေနဲ့နော်အခုစစ်စစ်ပြန်နေရမဲ့အတွက်ကိုကြီးလုပ်ပေးတယ်နော်နော်ဟုတ်ခုလိုမျိုးကျွန်တော်လိုပဲကျွန်တော်တိုင်းရဲမှာရှိရဲ့ဟိုဟာကျွန်တော်ရဲ့ဒီပုံမှန်တော့အာဟောတကယ်ကြီးအကောင်လုံးလဲကျွန်တော်လိုအခုလိုနေရာမှန်ကိုရောက်ဖို့အတွက်ကိုလာခဲ့ပါလို့ကျွန်တော်ကတော့ကြိုးစားပါတယ်ကျွန်တော်တော့ဆက်ဆက်ရအပြည့်စုံအဲဒါကြောင့်ကျွန်တော်တော့ကတော့ဟိုဟာပြောမှဆိုလူရောက်မှဆိုတော့ဒိဗ္ဗေမရှိတဲ့စစ်ပွဲကိုလည်းမတိုက်ချင်ဟုတ်ကဲ့ဒိဗ္ဗေမရှိဘဲနဲ့လည်းအတိမခံနိုင်ဟုတ်အဲ့တော့ကျွန်တော်ရဲ့အမြင်မှာကျွန်တော်အချိန်မီတဲ့အချိန်မှာအခုချိန်မှာအချိန်မီတဲ့အချိန်မှာကျွန်တော်အရင်ဝင်နေတာဒါကျွန်တော်နေရာကျွန်တော်ဒီနေရာအကောင်းဆုံးပဲကျွန်တော်ပြောတာ